အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ Master Band BBS Panel ကိုအသုံးပြုပြီးတော့ကိုယ်ပိုင် outline ကြီးတွေဘယ်လိုထုတ်ရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကလိုအပ်တာနှစ်ခုပဲရှိတယ်ပထမဦးဆုံး BBS server တစ်ခုနောက်တစ်ခုက domain တစ်ခုဒီမိတ်ဆွေတို့က BBS ကိုလည်းကြိုက်တဲ့နေရာဝယ်လို့ရတယ်Digital Ocean ရပဲဖြစ်ဖြစ် AWS ကပဲဖြစ်ဖြစ်တခြားနေရာပဲဖြစ်ဖြစ်ဝယ်လို့ရတယ် domain ကိုလည်းအတူတူပဲကျွန်တော်ကတော့ name sheet ကိုသုံးထားတယ်ပြီးတော့ VPS ကို line note ကနေဝယ်ထားတယ်အဲ့တော့အရင်ဦးဆုံးကျွန်တော်တို့ terminal ဖွင့်လိုက်မယ်terminal မှာဖွင့်ရင်ကျွန်တော်တို့ VPS ရဲ့ IP ကိုယူမယ်ပြီးတော့ရင် asset 8နဲ့ login ဝင်လိုက်မယ် password တောင်းရင် password ရိုက်ပေးလိုက်အရင်ဆုံးဘာမှမလုပ်ခင်မှာကျွန်တော်တို့ application တင်ဖို့အတွက်လိုအပ်တဲ့ setup လေးနည်းနည်းလုပ်ပေးရမယ်ဒီကောင်ကကျွန်တော်ဝယ်ထားတဲ့ VPS ကUbuntu OS ဆိုတော့ sudo update upgrade လုပ်ဖို့လိုတယ်အရင်ဆုံးအဲ့ဒါလေးလုပ်လိုက်မယ်နော်โอเคကျွန်တော်တို့ OS upgrade လုပ်ပြီးပါပြီဆိုလို့ရှိရင် Master Band ကိုစပြီးတော့တွင်းလို့ရပြီအဲ့တော့ကျွန်တော်တို့ browser ကိုသွားမယ်ပြီးတော့ကျွန်တော် GitHub account ထဲမှာ Master Band installation ဆိုတဲ့ repo ရှိတယ်အဲ့ဒီထဲမှာ documentation အပြည့်စုံရေးပေးထားတယ်မိတ်ဆွေတို့ကဒီ video မှာ comment တွေမှန်မှန်မိဘူးဆိုလို့ရှိရင်ဒီမှာသွားကြည့်လို့ရတယ်ကျွန်တော် account ထဲမှာအဲ့ဒီ account ကိုလည်းကျွန်တော် YouTube description မှာ link ချိတ်ပေးထားမယ် okay အဲ့တော့ဒီမှာ Master Band installation ပြုလုပ်ခြင်းဆိုတဲ့ကောင်ရှိတယ်အဲ့ဒီကောင်ကိုအဲ့ဒီ advance ကို copy လုပ်လိုက်ပြီးတော့ကျွန်တော်တို့ VPS ရဲကိုတွားပြီးတော့ရင် page ချလိုက်ခဏဆောင်โอเคဒါတွေပေါ်လာပြီဆိုလို့ရှိရင်ဘာမှမလုပ်နဲ့အန်တာပဲနှိပ်လိုက်ခဏဆောင်သူကဒီ Docker နဲ့ run တာဆိုတော့ Docker ကိုပါတခါတည်းတွင်းနေတာအော်โอเคဒီကောင်လုံနေတဲ့အတွင်းမှာကျွန်တော်တို့လုပ်စရာတစ်ခုရှိရယ်ကျွန်တော်တို့ outline key တွေကို domain နဲ့ခံပြီးတော့ installation ပြုလုပ်မှာလေအဲ့တော့ကျွန်တော်တို့မှာ domain ရှိရယ်အဲ့ဒီ domain နဲ့ကျွန်တော်တို့ရဲ့ VPS server ရဲ့ IP နဲ့ DNS point ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ server IP ကိုယူမယ်ပြီးသွားရင်ကျွန်တော်တို့ရဲ့ domain တွေကိုသွား DNS management တွေကိုသွားဒီ name ရှိမှာတော့ advanced DNS ပေါ့ပြီးသွားရင်ကို new record လုပ်လိုက်ပြီးသွားရင်ကျွန်တော်တို့set domain ခွဲလိုက်မယ်မိတ်ဆွေတို့ကတော့ main domain ကိုပဲသုံးခြင်းသုံးပေါ့ main domain သုံးမယ်ဆိုလို့ရှိရင်တော့ app site နဲ့သုံးလိုက်လို့ရတယ်ကျွန်တော်တို့ set domain ခွဲရမှာဆိုတော့ရှေ့မှာနာမည်တစ်ခုပေးလိုက်မယ် BBS ပေါ့ပြီးသွားရင်ကျွန်တော်တို့ရဲ့ IP BBS IP ကိုထည့်လိုက်ပြီးသွားရင် save လိုက်ဒါပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ domain name ကကျွန်တော်ဘယ်လိုဖြစ်သွားမလဲဆိုတော့ bps.amaiso.tv ဆိုပြီးဖြစ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ terminal မှာသွားလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်လေးပေါ်လာပြီဆိုလို့ရှိရင် Master Band က IP နဲ့ run သွားပြီဒါပေမဲ့ကျွန်တော်တို့ IP နဲ့ run ချင်တာမဟုတ်ဘူးကျွန်တော်တို့က domain နဲ့ run ချင်တာအဲ့တော့ Sona domain ကို ns log ကတစ်ချက်လုပ်ကြည့်လိုက်မယ်မိတ်ဆွေတို့က domain ဝယ်ထားရဆိုလို့ရှိရင်တော့ကိုရဲ့ domain name ဖြစ်သွားမှာเนาะsorry ဒီ server ပေါ်မှာ icon မရှိဘူးเนาะပြင်မဲ့တစ်ချက်လုပ်ကြည့်လိုက်မယ်โอเคရပြီထားတော့ကျွန်တော်တို့ဒီ server ကျွန်တော် domain နဲ့ကျွန်တော်တို့ရဲ့ BBS နဲ့ connect ရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်တစ်ဆင့်လုပ်ဖို့လိုတာကSSL certificate သွင်းဖို့လိုတယ် SSL certificate ကတော့ပုံမှန်ဆိုလို့ရှိရင်တော့ဝယ်ရတယ်တစ်လောက်ဘယ်လောက်ဝယ်ရဒါပေမဲ့ကျွန်တော်ကတော့free SSL သုံးဖို့စဉ်းစားထားတယ်အဲ့တော့
သွင်းပုံသွင်းနည်းကလည်းကျွန်တော်ရဲ့ဒီ documentation မှာအဆင့်ဆင့်ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီ server ဆိုတဲ့ကောင်လေးကိုသုံးမယ်အဲ့ဒီကောင်ကSSL certificate ကိုဝယ်စရာမလိုဘဲနဲ့ free သွင်းလို့ရတယ်အဲ့တော့ဒီ command လေးကိုပဲကျွန်တော်တို့ copy ကူးလိုက်ပြီးသွားရင် terminal ထဲကိုသွား Mystery server ထဲကိုဝင်ကျွန်တော်တို့ဝင်ထားပြီးသားเนาะအဲ့တော့ဒီကောင်လေးကိုပဲ paste လုပ်ပြီး enter တစ်ချက်ခေါက်လိုက်ခဏစောင့်โอเคပြီးပါဒီကောင်ပြန်ပေါ်လာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့နားပဲခေါက်လိုက်ကိစ္စမရှိဘူးစာဘော့သွင်းပြီးသွားပြီဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ domain နဲ့မိတ်ဆွေတို့ရဲ့ domain ကိုဒီစာဘော့သုံးပြီးတော့ SSL certificate ထည့်ရမယ်အဲ့တော့ဒီ command လေးကိုပဲကူးလာခဲ့ပေးချလိုက်ဒါမဲ့တစ်ခုရှိရအနာမခေါင်းနဲ့အောင်ဒီနေရာမှာမိတ်ဆွေရဲ့ domain name ဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ဆွမ်းနာက DNS point ထားတဲ့ domain name ပေါ့အဲ့တော့ကျွန်တော်ရဲ့ domain name ပဲပြန်ထည့်လိုက်မယ်မိတ်ဆွေတို့ကမိတ်ဆွေရဲ့ domain name ကိုထည့်ရမှာနော်ဒီလိုဖြစ်သွားပြီဆိုလို့ရှိရင်အနာခေါက်လိုက်โอเคဒီ email တောင်းတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ email ကိုထည့်ပေးလို့ရတယ်ကျွန်တော်mail တစ်ခုကိုကျွန်တော်သုံးပေးလိုက်မယ်ရပြီဒါဆိုလို့ရှိရင် y ကြီးနှိပ်လိုက်အနာခေါက်ဒါလည်းကိစ္စမရှိဘူး y ကြီးနှိပ်လိုက်အနာခေါက်လိုက်ဒါဆိုလို့ရှိရင်certificate ကို record တောင်းနေပြီခဏစောင့်ဒါဆိုလို့ရှိရင်ရသွားပြီမိတ်ဆွေရဲ့ domain ရဲ့ဒီ VPS server ရဲ့ပြီးသွားတော့အဲ့ VPS server ရဲ့ဘယ်လိုပြောရမလဲဟိုဘာပြသွားပြီပေါ့ SSL certificate ရသွားပြီပေါ့ပြီးတော့နောက်တစ်ခုလုပ်ဖို့လိုတာက Mazapan သွင်းပြီးသွားပြီဆိုတော့ Mazapan မှာEMP file ရှိတယ်အဲ့ဒီကောင်တွေကိုကျွန်တော်တို့ configuration တချို့ဝင်ပြင်ဖို့လိုတယ်အဲ့တော့ဒီကောင်လေးကိုပဲ copy ကူးလိုက်မိတ်ဆွေဒီနေရာမှာဆိုရင် error တက်လိမ့်မယ်ထင်တယ်တချို့ကတော့ error မတက်ဘူးဒီ nano ဆိုတဲ့package မရှိတာပေါ့အဲ့တော့အရင်ဦးဆုံးဒီ nano ကိုသွင်းဖို့လိုတယ်တချို့ server တွေမှာတော့သွင်းထားပြီးသားဒါပေမဲ့ကျွန်တော် server မှာတော့မသွင်းတဲ့အားသေးဘူးဆိုတော့ဒီ package လေးကိုအရင်ဆုံးသွင်းဖို့လိုတယ်အဲ့တော့package သွင်းဖို့ Ubuntu မှာ package သွင်းဖို့အတွက်ဆိုလို့ရှိရင်ဒီ sudo apt install မရှိတဲ့ package name က nano ဆိုလို့ရှိရင် nano လို့ရိုက်ပေးလိုက်ဒါဆိုလို့ရှိရင်သူကသူသွင်းသွားလိမ့်မယ်ခဏဆောင်ဒါပေါ်လဲအနာခေါက်လိုက်ပြီးသွားရင်ရပြီဒီ command ကိုပဲ copy ကူပြီးသွားရင်ပြန်ပြီးတော့ပိတ်ချလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Mazapan နဲ့က environment file နဲ့ကိုရောက်သွားပြီဒီထဲမှာဝင်ပြင်လို့ရတယ်အဲ့တော့ဒီကောင်တွေထဲမှာဒီကောင်တွေဖွင့်လို့တော့ရရပေါ့နော်ဒါပေမဲ့မိတ်ဆွေမဖွင့်နဲ့တော့ဒီတွေကပဲ copy ကူလိုက် copy ကူပြီးတော့ပိတ်ချလိုက်ဒီအပေါ်ကနှစ်ကောင်ကတော့ဒီထဲမှာပါပြီးသားဆိုတော့မိတ်ဆွေတို့ဘာမှတော့စိတ်ပူစရာမလိုဘူးအဲ့တော့အောက်ကနှစ်ခုပေါ့အောက်ကနှစ်ခုကို copy ကူမယ်ဒီနှစ်ကောင်ကဘာလဲဆိုတော့မိတ်ဆွေတို့စနSSL သွင်းခဲ့တဲ့ certificate ရဲ့ပတ်လန်းကြောင်းကမိတ်ဆွေတို့ရဲ့ VPS server ထဲမှာရှိနေတယ်ပေါ့အဲ့ပတ်လန်းကြောင်းကိုကျွန်တော်တို့ကညွှန်ပေးရတာအဲ့တော့ဒီနှစ်ကောင် copy ကူပြီးသွားရင်ပိတ်ချလိုက်ဒါမဲ့တခုတော့ရှိတယ်ဒီ domain.com နေရာမှာဒီက domain.com နေရာမှာမိတ်ဆွေတို့ရဲ့ဆွမ်းနာက SSL သွင်းထားတဲ့မိတ်ဆွေတို့ရဲ့ domain ဖြစ်မယ်နော်ကျွန်တော် domain ကိုထည့်လိုက်မယ်โอเคပြီးသွားပြီဆိုလို့ရှိရင် Mazapan တွင်းပြီးသွားပြီဆိုလို့ရှိရင်သူက web portal တစ်ခုအနေနဲ့အလုပ်လုပ်မှာပေါ့အဲ့တော့ web portal တွေကိုဝင်မယ်ဆိုလို့ရှိရင် authentication တောင်းတယ် user name နဲ့ password တောင်းတယ်အဲ့တော့အဲ့ user name နဲ့ password ကို Mazapan ထဲမှာတခါတည်း set up လုပ်ထားလို့ရတယ်အဲ့နေရာပေါ်မှာလဲဆိုတော့ဒီမှာ command ပေးထားရပေါ့နော်အဲ့ command ကိုဟိုကရှေ့ဆုံးက hash လေးဖြုတ်လိုက် command online ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကဒီနေရာမှာကြိုက်တဲ့ command ကိုပေးလို့ရတယ်ကျွန်တော်ကတော့ဒီ command user name ဒါပဲထားလိုက်တော့မယ် admin ဆိုပြီးထားလိုက်တော့မယ်โอเคအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က control h ကျနှိပ်လိုက်ပြီးသွားရင် y လောက်လိုက်ဒီ environment file ကို save ပြီးသွားဖြစ်သွားလိမ့်မယ်โอเคနောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့SSL ပတ်လန်းကြောင်းကို permission ပေးဖို့လိုတာ Ubuntu မှာတော့အဲ့လို permission တွေကအများနဲ့လုပ်နေရဆိုတော့ရှေ့ sudo လေးခံပြီးတော့ဒီကောင်လေးထည့်လိုက်sorry sudo မလို့နော်တချို့နေရာတွေမှာတော့လိုတယ်တချို့ BBS တွေမှာတော့လိုတယ်မိတ်ဆွေတို့ဝယ်တဲ့ BBS ကဘယ်လိုအမျိုးအစားလဲပေါ်မူတည်အဲ့ဒါကြတော့အခုဒီနှစ်ကြောင်းကိုပဲကျွန်တော် copy ကူးမယ်
ဒါလေးထည့်လိုက်အဲ့ဆိုရောက်သွားပြီပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့Docker ထဲမှာဒီ let encrypt ရဲ့ပတ်လန်းချောင်းကိုထပ်ပြီးတော့ထည့်ဖို့လိုတယ်ဘာမှစဉ်းစားစရာမလိုဒီကောင်လေးကိုပဲ copy ကူးလိုက်ပေးချလိုက်Docker ထဲကိုရောက် Docker config file ထဲကိုရောက်သွားလိမ့်မယ်ပြီးသွားရင်ဒီအောက်ဆုံးကအကြောင်းပေါ့ကျွန်တော်ဒီမှာမြန်မာလိုရေးပေးရတယ်เนาะဒီ line ကိုထည့်ပါဆိုပြီးတော့အဲ့ဒီကောင်လေးကို copy ကူးအပေါ်ဆုံးက line ကိုဖြတ်စရာမလိုเนาะဟုတ်ပြီဒီလိုလေးပဲထည့်လိုက်ဒီမှာဒီကောင်လေး format မှန်သေချာစစ်ဒါပြီးသွားပြီဆိုလို့ရှိရင်ထုံးစံအတိုင်း control H နဲ့စေလိုက်y ကိုနှိပ်လိုက်စေလိုက်เนาะအဲ့ဒါရပြီမရသေးဘူးဒီ Mazapan ကဒီ environment တစ်ခုချိန်ပြီးသွားတိုင်းဆိုလို့ရှိရင်restart လုပ်ပေးရတယ်အဲ့တော့ဒီ Mazapan reset ဆိုတဲ့ command လေးကိုပူလိုက်ပြီးသွားရင်ပိတ်ချလိုက်ဒါဆိုလို့ရှိရင် container ကို down နေတယ် container ကိုပြန်အပ်တယ်ပြီးသွားရင်ပြန် run လုပ်နေတယ်ဒါပြီးသွားရင်တော့ရပြီ okay ဒီမှာ control C စီနှိပ်ပြီးတော့ quiz လုပ်ပါဆိုပြီးတော့ပြနေပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကရပြီcontrol C လုပ်ပြီး quiz လုပ်လိုက်အဲ့ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေရဲ့ browser ကိုတွားမယ်ခုနကမိတ်ဆွေတို့ domain ကိုရိုက်လိုက်အဆက်သွင်းထားတဲ့ domain ကိုပြောရနော်အဲ့တော့ကျွန်တော်က set domain ဖြစ်သွားလိမ့်မယ်sorry ဒီ EV မိတ်ဆွေတို့ကဒီ HTTPS ပါမယ်เนาะဘာလို့လဲ SSL certificate တွင်းထားပြီးသားမို့လို့ okay ဒါလေးကိုရိုက်လိုက်ဒါလေးokay ခဏလေးဒီကောင်လေးကို sorry ကျွန်တော် domain ကိုမှနောက်မှပေါ့နာမည်8000လိုတာเนาะအဲ့တော့ဒီနေရာကိုပဲပြန်သွားမယ်ကူးလိုက်ပါဒီကောင်ကူးလိုက်ပြီးသွားလို့ရှင်မိတ်ဆွေတွေရဲ့domain ကိုချိန်လိုက်ပေါ့နာမည်8000ပါတယ်เนาะကျွန်တော်မေ့သွားလို့မိတ်ဆွေရဲ့ domain ကိုချိန်လိုက်ကျွန်တော် domain ကိုချိန်လိုက်မယ်ပြီးသွားရင်အနာကောက်လိုက်ဒါဆိုလို့ရှိရင် Mazapan authentication portal ကို authentication page ကိုရောက်သွားလိမ့်မယ်အဲ့ဒီမှာ user name နဲ့ password တောင်းလိုက်မယ်user name နဲ့ password ကဆွမ်းနာကျွန်တော်ပြောထားသလိုမျိုးပဲ Mazapan ရဲ့ environment မှာမိတ်ဆွေတို့ပြင်ထားတဲ့အကောင့်ကိုယူရမှာเนาะအဲ့တော့ကျွန်တော်က admin လို့ပဲထားတဲ့အတွက်ဒါနဲ့ပဲဝင်လိုက်မယ်အဲ့ဆိုရင် login ဝင်လိုက်ဒါဆိုရပြီမိတ်ဆွေတို့ဘာမှမလိုတော့ဘူးဒီနေရာမှာ create user လုပ်လိုက်ပြီးတော့ user name ပေးပြီးတော့data limit ပေးဒီ server ဒီ key ပေါ့နော်ဒီ key ကို data limit ဘယ်လောက်သတ်မှတ်မလဲဆိုတာထားတာပြီးတော့ expire date သတ်မှတ်လို့လည်းရတယ်ကျွန်တော်ကတော့24ရက်နေထားလိုက်မှာ note ကမှတ်ချင်မှမမှတ်ချင်နေရတယ်အဲ့ဆိုလို့ရှိရင်share stock key ရသွားလိမ့်မယ်ဒီကောင်ကကျတော့ outline ဒီမှာတုံးတဲ့ကောင်ပေါ့တချို့ဒီ video ပေါက်တို့ပါတော့မှလည်းချိန်လို့ရတယ်ပြီးတော့ဒီမှာdisable ဖြစ်နေတဲ့ကောင်လေးတွေရှိရသေးအဲ့ဒီကောင်တွေကိုကျတော့ကျွန်တော်ကတော့မပြောတော့ဘူးဒီကောင်ဖွင့်နည်းကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ ChatGPT ဒါ Gemini အဲ့လိုဟာမျိုးတွေမှာတုံးပြီးတော့ဘယ်လိုဖွင့်ရမလဲဆိုတာသွားမေးကြည့်လိုက်ကျွန်တော်တော့မဖွင့်ပြတော့ဘူးသူကလည်းလွယ်တယ်ဒီ config လေးနည်းနည်းပြင်လိုက်ရုံပဲအဲ့တော့ဒီကောင်ကို create user လုပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ရပြီဘာထွက်လာမလဲဆိုလို့ရှိရင်ကျွန်တော်တို့QR code ရှိရယ် QR code ထွက်လာလိမ့်မယ်ဒီ bug ကောင်က VPN မိတ်ဆွေတို့ရဲ့ဒီ V2 ဘောက်မှာဟာရှိရယ် scanner ရှိရယ်အဲ့ကောင်နဲ့ဖတ်လိုက်လို့ရှိရင် V2 ဘောက်မှာတခါလေးချိန်သွားလိမ့်မယ်ပြီးသွားလို့ရှိရင်ဒီကောင်က segregation link ကကျတော့ဘာလုပ်တာလဲဆိုတော့မိတ်ဆွေတို့ဒီမှာဒါလေး copy ကူးလိုက်ပြီးသွားရင် menu tab တစ်ခုနဲ့ပိတ်ချပြီးတော့ကြီးလိုက်လို့ရှိရင်သူ့ရဲ့ဒီ key ရဲ့ information ကိုပြပေးလိမ့်မယ်အခုလက်ရှိ key က active ဖြစ်နေတယ် active ဖြစ်နေရဆိုလို့ရှိရင်မိတ်ဆွေတို့သုံးလို့ရတယ်ပေါ့ဒီမှာကျတော့asset key ဒီ outline key ပေါ့ outline key ဒီနေရာမှာရပြီဒီမှာ QR code လည်းကြည့်လို့ရတယ်ပြီးတော့ expire date ကိုလည်းကြည့်လို့ရပြီးတော့ဘယ်လောက်သုံးထားတယ်ဆိုတာပါကြည့်လို့ရတယ်โอเคเนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကကြတော့keyဆွမ်းနာက share stock key လေအဲ့ဒီကောင်မသုံးကြဘူးဆိုတော့ဒီ segregation link နဲ့ကဒီကောင်ကို copy ကူးပြီးတော့သုံးလို့လည်းရတယ်အဲ့တော့ကျွန်တော်တို့ outline ကိုဖွင့်လိုက်ပြီးတော့ရင် new name ကျွန်တော်တို့အသစ်လောက်ထားတဲ့ key လေးကိုထည့်ပြီးတော့ confirm နှိပ်လိုက်ဒါဆိုလို့ရှိရင် connect ဖြစ်သွားပြီအရင် very easy เนาะအဲ့တော့ Mazapan မှာပြင်လို့ရတာနည်းနည်းတော့ရှိတယ်ကျွန်တော်တို့စနာက outline ကိုတစ်ချက်သွားလိုက်ပြီဆိုလို့ရင်ဟောဒီမှာတွေ့လားဒီ IP နဲ့ဖြစ်နေတယ်ကျွန်တော်တို့က domain နဲ့
ဒီနေရာမှာပေါ့နော်ဒီနေရာမှာ IP မဟုတ်ဘဲနဲ့ domain နဲ့ run လို့ရတယ်အဲ့ဒါကျွန်တော်လုပ်နည်းပြောပြမယ်နော်အဲ့တော့ master band ကိုဝင်ပြီးတော့ဒီဟိုးနာကဘာကာပုံလေးကိုနှိပ်လိုက်ပြီးတော့ရင် host setting ကိုနှိပ်လိုက်ပြီးတော့ရင်ဒီ shadow store ကိုနှိပ်အဲ့ကောင် drop down လေးဆွဲချလိုက်ဒီနေရာမှာ server IP ဆိုတဲ့နေရာမှာမိတ်ဆွေတို့ဒီတွင်းခဲ့တဲ့ domain name ကိုထည့်ပေးလိုက်ဒီ domain name ကိုပြောတာနော်အဲ့ domain name ကိုဒီနေရာမှာထည့်ပေးလိုက် okay ပြီးသွားပြီပြီးတော့ဘာလုပ်လို့ရသေးလဲဆိုတော့မိတ်ဆွေတို့ဒီနေရာမှာ user name ပြင်လို့ရတယ်အဲ့ user name တို့ဘာတို့ဒီ protocol တို့အဒီကောင်နေအဲ့ဒါဒီဘယ်လိုပေါ်မလဲဆိုတာပြင်လို့ရတယ်အဲ့ဒါဘယ်နေရာမှာပြရလဲဆိုတော့မိတ်ဆွေတို့ဒီမှာတွေ့ဒီပုံစံကြီးကိုပြရတယ်အဲ့ဒါကိုမိတ်ဆွေတို့ကြိုက်သလိုပြင်လို့ရတယ် user name ပြခြင်းပြမပြခြင်းနေကိုစိတ်ကြိုက်ရေးလို့လည်းရတယ်ဒီမှာ icon လေးဆိုလည်းရှင်လဲမိတ်ဆွေတို့ကအလံ icon လေးတို့တခြားအရုပ် icon တို့ထည့်လို့ရတယ်ကျွန်တော်ဒီနေရာဒီကောင်လေးပဲပြင်လိုက်မယ်ပြီးတော့ရင် apply လုပ်လိုက်မယ်အဲ့ဆိုလို့ချင်းမိတ်ဆွေတို့ဒီကောင်ကိုပြန်ဖြတ်လိုက် pocket လုပ်လိုက်ပြီးတော့ရင်ကြီးကို copy ပြန်ကူ outline ကိုဖွင့်အသစ်လုပ်ထည့် confirm နေလိုက်လို့ရှိရင်မိတ်ဆွေတို့ဒီမှာ user name ရယ်ဒီအောက်မှာလည်း domain name ရယ်ဖြစ်သွားပြီပြန် connect ကြည့်လိုက်အဲ့ဒါ very easy ပဲဟုတ်ပြီနော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်